အားလုံးပဲမင်္ဂလာပါ English ဘိုက်ကနေကြိုဆိုလိုက်ပါတယ်ဒီနေ့ကျွန်တော် sharing လုပ်ပြီးသွားမယ် speaking pattern လေးကတော့ used to but one ဆိုတဲ့ပုံစံမျိုးလေးပဲဖြစ်ပါတယ် used to but one သူကဘယ်လိုခြေနေမျိုးမှာတုံးတာလဲဆိုလို့ရှိရင်အရင်တော့ကလုပ်ခဲ့ဘူးတယ်ဒါပေမဲ့အရင်တော့ကလုပ်ခဲ့ဘူးတဲ့အရာကိုအခုချိန်မှာမလုပ်တော့ဘူးပေါ့အဲ့လိုမျိုးပြောချင်တယ်ဆိုလို့ရှိရင်ကျွန်တော်တို့က used to but one ကိုတုံးပြီးတော့ကျွန်တော်တို့ပြောလို့ရတယ်ဟုတ်ပြီဆိုတော့ကျွန်တော်တို့ဥပမာစာကြောင်းလေးနဲ့လေ့လာကြည့်ကြရအောင်ဟုတ်ပြီဆိုတော့ဒီမှာဆိုလို့ရှိရင် I used to live in Yangon ငါရန်ကုန်မှာနေခဲ့ဘူးတယ်ဒီနေရာမှာကျတော့ use ကိုကျွန်တော်တို့အရင်တော့သိခဲ့တာကအသုံးပြုတယ်လို့သိခဲ့တယ်ပေါ့နော်ဒါပေမဲ့ဒီနေရာမှာကျတော့သူအသုံးပြုတယ်လို့အတိတ်ပဲမဟုတ်ဘူး used to verb ပေါ့နော်အရင်တော့လုပ်ခဲ့ဘူးတယ်အခုချိန်မှာတော့အဲ့ဒီဟာကိုမလုပ်တော့ဘူးဒီမှာဆိုရင်လည်း I used to live in Yangon ငါရန်ကုန်မှာနေခဲ့ဘူးတယ်ဆိုလိုတာကအရင်တော့ရန်ကုန်မှာနေခဲ့ဘူးတယ်အခုချိန်မှာရန်ကုန်မှာမနေတော့ဘူးဒီလိုမျိုးဆိုလိုရဲပေါ့နော်ဟုတ်ပြီဆိုတော့ဟုတ်ပြီနောက်တစ်ခုကကျတော့ဒီမှာI used to work in Thailand ငါ Thailand မှာအလုပ်လုပ်ခဲ့ဘူးတယ်ဆိုတော့ကအရင်တော့လုပ်ခဲ့ဘူးတယ်အခုချိန်မှာ Thai မှာအလုပ်မလုပ်တော့ဘူးပေါ့နော်တခြားတနေရာမှာလုပ်နေပြီကျွန်တော်တို့ဒီလိုမျိုးလေးအဓိပ္ပာယ်ရတယ်ဟုတ်ပြီဆိုတော့ဒီမှာဆိုလို့ရှိရင် I used to play football when I was young I used to play football ငါဘောလုံးကန်ခဲ့ဘူးတယ်ဘောလုံးကစားခဲ့ဘူးတယ် when I was young ငါငယ်တုန်းကဘောလုံးကန်ခဲ့ဘူးတယ်ငယ်တုန်းကကန်ခဲ့ဘူးတယ်ဒါပေမဲ့အခုချိန်မှာတော့မကန်တော့ဘူးပေါ့နော်အရင်တော့လုပ်ခဲ့တဲ့အရာတခုအခုချိန်မှာအဲ့ဒါကိုမလုပ်တော့ဘူးဟုတ်ပြီဆိုတော့ဒီမှာဆိုလို့ရှိရင် I used to like horror movies horror movies ဆိုတာကကြတော့ဒီတရားကားတွေကိုပြောပါတော့တရားကားတွေကိုကျွန်တော်က ghost movie လို့မသုံးဘူးပေါ့နော် horror movies လို့သုံးတာဒါတရားကားတွေပေါ့ဟုတ်ပြီဆိုတော့ဒီမှာဆိုရင် I used to like horror movies ငါဒီတရားကားတွေကိုကြိုက်ခဲ့ဘူးတယ်ဒါအရင်တော့ကြိုက်ခဲ့တာအခုချိန်မှာတော့မကြိုက်တော့ဘူးပေါ့နော်ဟုတ်ပြီဟုတ်ပြီဆိုတော့နောက်တစ်ခုကကြတော့ I used to be stupid ဆိုတာ you တော့မိုင်မဲတော့ပေါ့နော် I used to be stupid ငါမိုင်မဲခဲ့ဘူးတယ် you မိုက်ခဲ့ဘူးတယ်တစ်ချိန်လုံးကအခုချိန်မှာတော့ငါမမိုက်တော့ဘူးလိမ့်မာသွားပြီပေါ့ကျွန်တော်တို့ဒီလိုမျိုးပြောလို့ရတယ်ဟုတ်ပြီဆိုတော့ကျွန်တော်တို့ကအရင်တော့ကလုပ်ခဲ့တဲ့အရာကအခုချိန်မှာအဲ့ဒါကိုမလုပ်တော့ဘူးလို့ပြောချင်တယ်ဆိုလို့ရှိရင်ကျွန်တော်တို့က used to be one ကိုသုံးပြီးတော့ကျွန်တော်တို့ပြောလို့ရတယ်